အခုနောက်ပိုင်း American စစ်တပ်ကတင်ကားတွေမှာ QR code တွေတက်ဆင်ရခြင်းရဲ့ထူးဆန်းတဲ့အကြောင်းရင်းကိုပြောပြပေးမှာပါ။ခေတ်သစ် American စစ်သားတွေဟာသူတို့ရဲ့တင်ကားတွေရဲ့ထောင်ပေါင်းစုံမှာ QR code အများအများကိုကတ်ထားခဲ့ကြပါတယ်။သူတို့ဘာကြောင့်ဒီလိုလုပ်ခဲ့ရတယ်လဲဆိုရင်တရုတ်နိုင်ငံထုတ်ဒရုန်းတွေကသူတို့ရဲ့တင်ကားတွေကိုခဏခဏပုံကျဲတိုက်ခိုက်နေလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အခုအခါမှာတော့အဲ့ဒီတရုတ်ဒရုန်းတွေက American စစ်တပ်ကတင်ကားတွေကို scan ဖတ်ဖို့ကြိုးစားတဲ့အခါတင်ကားက QR code တွေကိုမတော်တဆ scan ဖတ်မိသွားပြီးတရုတ်နိုင်ငံအခြေစိုက် Temu Shopping App ပေါ်မှာဈေးဝယ်ထွက်တဲ့အဆင့်ကိုရောက်သွားပါတော့တယ်။ပေါက်ကွဲစေတဲ့အရာတွေတက်ဆင်ထားတဲ့တရုတ်နိုင်ငံလို့ဒရုန်းတွေကိုတရုတ်နိုင်ငံလို့ Shopping App ပေါ်မှာပဲဈေးတွားဝယ်ခိုင်းလိုက်တဲ့ဖြစ်ရန်တစ်ခုပါပဲ။ဒီနည်းလမ်းဟာဒရုန်းတွေကိုထိန်းချုပ်မှုလွတ်သွားစေပြီးလေထဲမှာတင်ပြချသွားစေတာကြောင့်အမေရိကန်စစ်သားတွေရဲ့ထူးဆန်းတဲ့စိတ်ကူးဟာအထိုက်လျောက်အလုပ်ဖြစ်ခဲ့တယ်လို့ဆိုရမှာပါ။